ညနှလုံးထဲဟောဖြစ်တယ်လေနော်မရောက်တော့လို့အရန်လောက်တယ်လို့တော့ငါမူးတယ်လေမှုပြီးပြန်ထားလိုက်တော့ကြီးပေါင်းလိုက်ရှိတော့လေရရတဲ့ကျမရဲ့အမမနိုင်တဲ့ဟာဟောင်းမကက်မကက်ရတဲ့လို့ဆိုတော့မူးလာတာမြေလုံးရောပြအောင်မလေးအဲ့ဆိုနှခမ်းတွေလည်းပြကုန်တာလူကလေအောက်ထားတယ်နော်တပ်ချီအောင်ခိုင်းတက်တာငါလှုပ်နေဆိုမှလေနော်အဲ့ဆိုလေတစ်ချက်ခဏနေဆိုလေမူးလာစတာအမူးလာပြီဆိုသူလည်းငါမျက်နှာတစ်ချက်ကြည့်ဆိုတွေးနေမရှိတော့လို့ဖြစ်တာအဲ့အမအဲ့ထောင်ချက်ထောင်ဆိုနေပဲကြောက်ပြီးပဲလို့ကျွန်တော်မလုံနိုင်တယ်လို့တောင်းလို့ဆိုမငြင်းဘူးလို့ပြောလိုက်စီရတော့ယုံမှာဒီလိုစလိုက်အတိခိုင်းတာဒီလိုလေဒီမှာအလေးတော့ထားတာမှဒီလိုလုပ်ထိုင်ရတာအလေးတော့မှပြီးဒီလိုလုပ်ပြီးဆိုပြန်အလေးတော့ပြန်မှာကိုကပြန်ကောက်ဒါပြန်ချအလိုဒီလိုလုပ်ဒီမောတာပြရမှာတာမလားပြမလောက်ပါလောက်ပြလိုက်ဒါမဲ့တော့လုံးဝနိုင်တော့ချစ်ချစ်ကလေးဖြစ်သွားတယ်တားလေငါတို့ဒီလိုဝရတယ်တော့လည်းမန်ပြဲလေးဒီပေါင်ချင်းဒီကိုလုံးမဲ့ဒါမဲ့ဂျင်းနာတော့ဆိုလိုက်ကြပါဖြစ်သွားလဲဆိုဒီပေါင်ချင်းဒီကိုလုံးမဟုတ်တော့ SN ပေါင်ချင်းကတော့ကြောက်ပေါင်ချင်းပဲ welcome back ချစ်သွားလေချစ်ချစ်ကလေးဖြစ်တော့ပထမတလားတော့ဝိတ်လုံးဝမကြောက်ဘာလို့လဲဆိုတော့သူကရီ as ဝိတ် if တွေ I remember ရီ you ဝိတ်ထွက်လာလေ hello level 1စောကြမှာ စောမေပြောနေရလေနဲ့တော့ကိုလည်းရှောက်ပညာမလုံးနိုင်အားသွားရုံပဲတော့မလားလင်းမရောတာဝိတ်နေသူကဝိတ်တင်ရမှာလေမမပိန်ဂျင်မဆိုရဘူးပြောပိန်မဂျင်ဆိုမစားပြီးမစေတင်ရတာအမလဲနေဆိုဒီမှာဆုံးလာပိန်ရတယ် လောက် စော လောက် ကြမှာ 6တောင်းတော့မှာတော့မပပီးရဟာ 6တောင်းပဲစော ဒီမှာ9တောင်း တလားတော့စမ်းကြည့်မနေ ယူ အကောက်အတိလား လားမစိန်ထွက်လား စပန်ထွက်လာ အဲ့တော့ဝန်တက်လေဝန်တက်ချင်းနေလာနေနေချင်းစိတ်ရှိစမ်းမှာဟာမမေးရမယ်ဆိုအောင်တော့ဘောနေတယ်အကြည့်လောက် မြန်မာဝိုင်းကြီး ပြောရမနာတဲ့ဆိုတော့ပြောစမှာဆိုတက်စီတော့ငါအော်ဒီလိုပြောတာငါအပြူလေဘယ်မှာထားလို့မှာငါ အဲ့ဆိုဟိုအကောက်မတုံးတော့ဘူးလားဒီဘက်ကောက်ပဲတုံးတော့လားဟိုဘက်ကောက်မှအဒမီပေးထားမှာလားဆယ်ချစ်စဟိုဘက်ကောက်ဟိုဘက်အကောက်မှာအဒမီပေးထားမှာလားလေဆိုတော့ဟယ်လိုနိုင်နေပြီဆိုအဒမီပေးထားလူတယောက်မှမရောက်တော့ပတ်ပြက်လာရေကိုပဲဘလော့နေရကိုကီကိုမြူကိုဘလော့Yeah, I know you don't care. I know. ဒီနေ့ for star ပြင်ကောင်းပါပဲနော်ဟဲ့ပြတ်သွားလားမျိုးစရာရောဟက်ခံရလားပြန်ယူလို့မရအောင်လားတော့ဒါမဲ့ကိုကြီးအဆင်ပြေပါတယ်ဘလို့ horse မဟုတ်တော့လေတင်မလားအကောက်ပြတ်သွားရင်တော့ဒါပဲစိန်ရှိနေတာမျိုးစရာပေါ့ horse ဒါဆိုလို့ရှိရင်အိုးရင်ဒီကျူတခါအကောက်ထဲကဘီဟက်ခံရလို့နှလုံးသားတွေကွဲကြည့်ပြီးတလားခွဲတော့လိုက်မလို့ရရဲ့ဂျလက်ထဲမှာပြားမှမရှိဘူးရှင်ဘူးဟဲ့လေကောက်ပြန်ယူလို့မရဘူးလားဒီကြညမစိန်နိုင်တော့မှပဲတစ်ခေါက်ပြန်လွှင့်တော့မယ်တန်ဂျူမင်္ဂလာပါအားလုံးပဲဟို ID